ခဲ့ပါစေအမလှူလိုက်တဲ့သူတွေရသွားတာလေအမမြွားတယ်နေမြင်ရတဲ့အတွက်အမကျင်းတဲ့တင်ပီတိဖြစ်တယ်အမဝယ်လာတိုက်ခတ်တဲ့သူတွေလည်းဒါအမတို့ကတော့အခုတလောဒီမခိုင်နေငွေပေါ့နော်ဒီအလှငွေကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြဿနာလေးနည်းနည်းတွေ့ရှိတာတွေ့ရတယ်ဗျအဲ့ဒါလေးကိုကျွန်တော်အမြင်ကျွန်တော်ပြောမယ်နော်ဒါဘုရုအမြင်မှာတော့မဟုတ်ကျွန်တော်ကိုယ်တိုင်ရဲ့အမြင်ပေါ့ဒါကျွန်တော်ပြောမှဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုတော့နံပါတ်1တစ်ချက်ကမခိုင်နေငွေကကျွန်တော်တို့ဒီအလှငွေတွေကိုဒါလိန်တယ်ပေါ့နော်ခိုးတယ်ဆိုပြီးတော့လည်းပြောရကြ comment အောက်ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်အများကြီးတွေ့ရတယ်ကျွန်တော်တော့မှပထမဒီမခိုင်နေငွေစီကိုဆက်သွယ်ပြီးတော့လှူဒန်းလို့ကျွန်တော်စာပို့တယ်ဒါပေမဲ့စာမကြည့်တဲ့အတွက်ကျွန်တော်မလှူလိုက်ရဘူးပေါ့နော်ပထမလည်းကျွန်တော်လည်းလှူမလို့ပဲဒါပေမဲ့အဲ့ဒီနေရာမှာကျွန်တော်ပြောချင်တာတစ်ခုကဘာလဲဆိုတော့ဒီမခိုင်နေငွေဒီတကယ်ဒီပြောမှဆိုငလင်ဘေးတဲ့ပြည်သူတွေကိုကူတဲ့နေရာမှာတကယ်ခိုးတာလားမခိုးတာလားဆိုတာကျွန်တော်တို့မသိပါဘူးဒါအတိအကျမသိဘူးလေနော်ဒါအတိအကျသိရင်တော့ပြောလို့အဆင်ပြေတယ်ပေါ့တက်တက်ကရနဲ့ခြားပြလို့ရတာပေါ့နော်အတိအကျမသိတဲ့အတွက်ကျွန်တော်အနေနဲ့ကတော့ကျွန်တော်ဘာမှမပြောချင်ဘူးကျွန်တော်ဘာပြောချင်လဲဆိုတော့တကယ်လို့မခိုင်နေဝေးတာသူများရဲ့အဲ့လိုမျိုးဟိုလှူတဲ့ပစ္စည်းကိုသူစားလို့ရှိရင်သူခံရလိမ့်မယ်နော်ဒါသူပြောမှဆိုလို့ရှိရင်သူများရဲ့အလှူငွေပစ္စည်းကငရဲမီးပဲလေနော်သူစားလို့ရှိရင်သူခံရလိမ့်မယ်တကယ်လို့သူမစားခဲ့ဘူးတကယ်ကျိုးကျိုးဇာဇာနဲ့ပြည်သူအကျိုးကိုပြောမှဆိုလို့ရှိရင်လူထုအကျိုးကိုတကယ်စိတ်ရင်စေတနာနဲ့ဆောင်ရွက်ခဲ့မယ်ဆိုလို့ရှိရင်အဲ့ဒီအကျိုးတရားကိုသူခံစားရလိမ့်မယ်ဒါပဲပေါ့နော်သူလုပ်ရင်သူမကောင်းတာလုပ်လို့ရှိရင်အဲ့ဒီမကောင်းတဲ့တောင်ကိုသူခံစားရလိမ့်မယ်ငရဲကြလိမ့်မယ်တည်လို့ရှိရင်တကယ်လို့သူကောင်းတာလုပ်ကြလို့ရှိရင်အဲ့ဒီကောင်းတဲ့အကျိုးကိုခံစားပြီးတည်တဲ့ခါကျရင်သူကောင်းတဲ့သူကိရိဘုံဘွားကိုရောက်လိမ့်မယ်ကျွန်တော်ကတော့ဒီလိုပဲဟိုစိတ်ထားတာပေါ့နော်ဟို तू ကခိုးတယ်လို့မခိုးတယ်လို့တော့ပြောရအောင်ကိုလည်းနေဝါတင်တင်တွေ့တာလည်းမဟုတ်ဘူးလေနော်ပထမကျွန်တော်တော့လှူမလို့ထိစဉ်းစားထားပြီးတယ်ဒါပေမဲ့ကျွန်တော်မကြိုက်တာတခုတော့ရှိတယ်မခိုင်နေငွေကိုနော်မခိုင်နေငွေမကြိုက်တာတခုလို့ရှိအဲ့ဘာလဲဆိုတော့ကျွန်တော်သိရတဲ့လောက်ကတော့မခိုင်နေငွေကဟိုအခုမှသိရတာပေါ့နော်ဒီစကားစားဘက်ကလို့သိရတယ်အဲ့ဒါကိုတော့ကျွန်တော်လုံးဝမကြိုက်ဘူးဆိုတာသိတဲ့အတိုင်းပဲစကားစားကျွန်တော်တို့ပြည်သူလူထုကိုအမတန်မှကျွန်တော်ဒုက္ခပေးတဲ့လူလေအဲ့ဒီဘက်ကလူတွေဆိုလို့ရှိရင်ကျွန်တော်ဒါမကြိုက်တာတော့အမှန်ပဲဒါပေမဲ့သူကလေးတွေကိုကူညီတယ်ပြောမှဆိုလို့ဆိုရင်ကလေးတွေကိုမိဘမဲ့ကလေးတွေစောက်ရှောက်တယ်ပြုစုတယ်ပြိုးထောင်တယ်နောက်ပြီးတော့သူကောင်းတာလုပ်တဲ့ဥစ္စာတွေအများကြီးရှိတယ်အဲ့ဒါကိုကျွန်တော်ကြိုက်တယ်နော်သဘောကျကိုရီမလုံနိုင်ဘူးဗျာအဲ့လောက်ဒီတကယ်ပြောလို့ရှိလို့ရှိရင်သူ့လူမျိုးလည်းလိုက်ပြီးမလှူနိုင်ဘူးအဲ့လောက်လည်းအင်အားမရှိဘူးကျွန်တော်တို့မှာဘယ်လိုလုပ်ဆိုလို့ရှိရင်မြန်မာပြည်လည်းပြန်လို့ရတာမဟုတ်တဲ့အတွက်ကိုမလုံနိုင်တာကိုလုံနိုင်တဲ့အတွက်အားကြတယ်ပြောမယ်ဆိုလို့ရှိရင်ဂုံယူတယ်အဲ့ဒါကိုအားပေးတယ်ဒါပေမဲ့စကားစားဘက်ကဖြစ်မယ်ဆိုလို့ရှိရင်တော့အဲ့ဒါကိုကျွန်တော်တို့မကြိုက်ဘူးเนาะဒါပဲရှိတယ်အဓိကကတော့ကျွန်တော်အမြင်ကိုကျွန်တော်ပြောသွားသလိုပဲကျွန်တော်တို့ဒီသူဒါကိုတကယ်ဟိုပါပေါ့ခိုးတာလားမခိုးတာလားတော့မသိလူဆိုတော့ဒီလိုပဲပေါ့ဒါကျွန်တော်ဆိုလို့ရှိရင်လည်းအပြောခံရတာရင်ကလေးကအခုချိန်ထိပဲလင်မယားနောက်ကြိုးစားနဲ့ကိုယ့်အကိုဟိုငချောက်တွေပါရောင်းတော့တခိုးဆိုလူတွေကတော့ပြောတာပါပဲဒါပေမဲ့ဟိုတို့အဲ့ဒီပြောတဲ့လူတွေကိုတေချာဟိုပါပေါ့ပြောမယ်ဆိုလို့ရှိရင်ချပြဆိုလို့ရှိရင်မချပြနိုင်ဘူးဒါပေမဲ့လူတယောက်ကတကယ်ဟုတ်လားမဟုတ်လားမသိဘဲနဲ့သွားပြောလို့အဆင်မပြေဘူးတကယ်လို့ကျွန်တော်တို့ကအာဒီခိုးပါတယ်မကိုင်နိုင်ဘူးကခိုးပါလို့သွားပြောလိုက်ဆိုသူမခိုးရလို့ရှိရင်ဒါကိုအပြစ်ဖြစ်မလေတကယ်လို့သူခိုးရလို့ရှိရင်တော့သူခံမှာပေါ့နော်အဲ့လိုမျိုးပဲကျွန်တော်ကတော့အဲ့ဒါကိုပဲတွက်တယ်တကယ်ဒါသူကသူခိုးပဲခိုးမခိုးပဲမခိုးပြောမှဆိုလို့ရှိရင်ပြည်သူတွေလှူဒန်းထားတဲ့ပတ်စံတွေကိုသူကယူမယူရင်သူခံရမှာဗျာတကယ်လို့ तू မယူဘဲနဲ့ကောင်းမွန်လုပ်တယ်ဆိုလို့ရှိရင်အဲ့ဒီအကျိုးတရားကို तू စံစားရမှာเนาะ तू ယူရင် तू ခံမယူရင် तू စံပေါ့เนาะဒါပဲကျွန်တော်တို့ကတော့အဲ့လိုမျိုးပဲကျွန်တော်အမြင်လေးကိုကျွန်တော်ပြောတာပေါ့เนาะကျွန်တော်အများကြီးတော့မပြောတာလူတယောက်ကိုဟိုပြောမှဆိုလို့ရှိရင်ဟိုတက်ကာရမရှိဘဲနဲ့တွားပြီးတော့လည်းမဆွတ်ဆွဲခြင်းဒါကိုယ့်ရဲ့စိတ်ထဲမှာဘယ်လိုရှိလဲဆိုတာကိုယ်နဲ့ဖျားပဲတည်တယ်เนาะအဲ့ဒါလေးပါကျွန်တော်အမြင်လေးပါကျွန်တော်တော့မဟုတ်ပါဘူးကျွန်တဲ့အပိုင်းမှာတော့အားလုံးလေးစားတယ်ဒါပေမဲ့အဲ့စကားစားဘက်ကဆိုလို့ရှိရင်တော့ကျွန်တော်တိတ်တော့သဘောမကျပါဘူးเนาะနောက်ပြီးတော့ဒီအလူငွေမှာခိုးတယ်မခိုးဆိုတာတော့သူအတိဆုံးဖြစ်လိမ့်မယ်ခိုးတယ်ရှိအောင်မခိုးပဲခိုးမခိုးပဲမခိုးတကယ်လို့ခိုးလို့ရှိလို့ရှိရင်သူခံမယ်เนาะတကယ်လို့မခိုးပဲကောင်းသူလောက်ခဲ့ပြီလို့ရှိရင်နောက်ဘဝမှာသူစာမောတာပဲရှိပါတယ်အားလုံးကျေးဇူးပါဒီကိုမောင်နှမတွေရဲ့အမြင်ကိုလည်းကျွန်တော်ရဲ့ comment အောက်မှာမခိုင်နေဝရဲ့ဘယ်လိုမြင်လဲဆိုတာမှတ်ခဲ့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်